တောင်ကြီးတစောင်းနိုင်ပွဲတော်အတွင်းမှာရိုက်ကူးရေးလုံးနေကြတဲ့ဆက်ဆိုင်ခန့်လန့်နဲ့ရုံးနေလူမျိုးမင်္ဂလာပါပရိသတ်ကြီးဆက်ဆိုင်ခန့်လန့်ကနာမည်ကျော်တရားဖြစ်လို့သူ့ရဲ့အခြေအကိုပရိသတ်တွေကအញ្ញမ်းစိတ်ဝင်စားနေကြပါသည်ဒီအပိုင်းတွင်းမှာလေဆက်ဆိုင်နဲ့ရုံးနေလူမျိုးကိုအတူတူတွေးလိုက်ကြတာကြောင့်ပရိသတ်တွေကအံ့ဩနေကြပါသည်မိဘပြန်ပွဲတော်မှာသူတို့နှစ်ယောက်အတူတူတွဲပြီးရှောက်လက်နေတဲ့ဓာတ်ပုံတွေထပ်ပေါ်လာခဲ့တာကြောင့်ချစ်သူတွေဖြစ်နေပြီလားလို့ထင်နေကြပါသည်ဆက်ဆိုင်ခန့်လန့်ကလွန်ခဲ့တဲ့ချက်ကလေးကတောင်ကြီးကိုရောက်နေရဖြစ်ပြီးတောင်ကြီးမှာရှောက်လည်နေရပါအဲ့ဒီနောက်မှာတော့ရုံးနေလူမျိုးနဲ့အတူဓာတ်ပုံတွေပေါ်ထွက်လာခဲ့တာပေါ့ဆက်ဆိုင်ခန့်လန့်နေရုံးနေလူမျိုးကချစ်သူတွေမဟုတ်ပင်ပွဲတော်အတွင်းမှာရိုက်ကူးလုံးနေကြဖြစ်ပါသည်ဆက်ဆိုင်ခန့်လန့်ကတကယ်တစောင်းနိုင်ပွဲတော်ကြီးကိုနောက်ခံထားပြီးတော့ရိုက်ကူးလှုပ်ချင်တာပေါ့အထူးပြုလုပ်ချက်တွေကိုမလုပ်ချင်ပဲပရိသတ်တွေကိုအစ်စ်မှန်ပေးချင်တာကြောင့်ဆက်ဆိုင်နဲ့ရုံးနေလူမျိုးတို့ကတစောင်းနဲ့ပွဲထဲမှာတင်ရိုက်ကူးလုံးနေကြဖြစ်ပါသည်လူများစွာရှိနေတဲ့အချိန်မှာရိုက်ကူးလုံးနေကြအောင်သူတို့ကြည့်ရှုနေသူတွေကတော့များပြားပါသည်ပွဲတော်အတွင်းကဆိုင်ခန်းနေပါလေရိုက်ကူးလုံးရတာကတော့မလွယ်ကူပါဘူးဆက်ဆိုင်ခန့်လာနေရုံးနေလူမျိုးတို့ကရိုက်ကူးလောက်တာဖြစ်ပေမဲ့တကယ်ချစ်သူတွေလို့ထင်ရတာကြောင့်သူတို့နှစ်ယောက်ကိုချစ်သူတွေဖြစ်နေပြီလို့ထင်သွားခဲ့ကြတာပါရုံးနေလူမျိုးကမကြသေးခင်ချိန်ကနေစတင်ပြီးအနုပညာလောကတွေကိုပြန်လည်ဝင်ရောက်လာခဲ့ပါသည်ကြော်ညာတွေလည်းရှိုက်ကူးလာတဲ့အပြင်အခုဆိုရင်တော့ဆက်စားနေပါတွေ့ပြီးအလုံးလုံးနေရပါပြီပွဲတော်အတွင်းမှာအလုတ်ကျိုးစားနေတဲ့သူတို့နှစ်ယောက်ကတော့လူအများကြားမှာနာမည်ကြီးနေပေမဲ့လည်းအလုတ်တဘောရပတ်သက်မှုတာရှိတာပါဆက်ဆိုင်ခန့်လာနေရုံးနေလူမျိုးကဦးလေးနဲ့တူမရွေတာရှိပေမဲ့နူးပြိုတဲ့သူ့ရဲ့ပုံစံကြောင့်အသက်မသိမရင်းလို့သာထင်ရပါသည်အသက်50နောင်နီးကလာဖြစ်ပေမဲ့မင်းကလေးငယ်လေးတွေနဲ့တူရှာကွေးလုံနိုင်တာကလည်းဆက်ဆိုင်ခန့်လာရဲ့အောင်မြင်မှုတစ်ခုပဲဖြစ်ပါသည်ရုံးနေလူမျိုးကအချောင်မင်းသားတွေနဲ့ကြော်ညာမရသေးပေမဲ့ရုံးနေလူမျိုးနဲ့တော့အတူတူရိုက်ကူးနေဖြစ်လို့ကြော်ညာလာရုပ်ရှင်လားဆိုတာကိုသိချင်နေကြပါပြီသူတို့နှစ်ယောက်ကတကယ်ရောလိုက်ဖက်ရလားဆိုတာကိုမမပြောပြခဲ့ပါအောင်နော်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲကျွန်တော်လေးပြစီအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တရားစရန်ကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစီရှင်